destination is China. တကယ်တရုတ်ပြည်ကိုခေါ်တော့မှာမဟုတ်ဘူးနော်ရန်ကုန်မြို့ရဲ့လူအစီဆုံးစင်တာကြီးတစ်ခုဖြစ်တဲ့ Junction City မှာတရုတ်ပြည်ကလို့ Instagram ဖြစ်တဲ့ decoration နဲ့အသက်ထပ်ဖွင့်ချလိုက်ပြီးဖြစ်တယ်မဟာလာချန်ငကားကြီးရှိရာ Dragon Boat မှာမဟာလာချန်သွားစားမယ် Number 1 မဟာလာချန် in town လို့အောင်တင်စားခေါ်ထားတဲ့ Dragon Boat ကအခုဆိုရန်ကုန်မှာနေရာ3နေရာနဲ့ဆိုင်ခွဲပေါင်း3ဆိုင်တော့ဖွင့်ပြီးသွားတယ်အဲ့တော့အခုချိန်အောင်မစားကြည့်ဘူးသေးဘူးဆိုလို့ရှိရင်ဒီ post ကို like and share လုပ်ပြီး screenshot လေး comment မှန်ခဲ့ share foodie တွေကို2000မို့ free စားခွင့်9ယောက်တိတိလက်ဆောင်ပေးမယ်အခုလိုမိုးရွာတိုင်းယူလို့လဲရှုံးလို့တတိယနေမယ်ထင်လို့မဟာလာချန်ကိုပြောတာ share ပွင့်ထွက်နေတဲ့မဟာလာပပန်လေးကိုလည်းအောက်မေ့ရမလားဒါလေးကတော့ရှုံးအရန်အမေးများရဲ့ Dragon Ball ရဲ့ update ဇင်းလုံးလေးပါဒီရောက်ရင်မဟာလာချန်နေမဟာလာပပန်နေအပြင်မဖြစ်မနေစားရမယ် side dish က Taiwan sausage အနက်လေးမွေးပြီးအပေါ်သားတင်းတင်းလေးကိုမှအတွင်းထဲမှာ juicy ပြီးလို့တစ်ခုစားပြီးထပ်စားခြင်းနေရမျိုး DJC Fresh မှာအသစ်ထွက်ထားတဲ့ popcorn chicken လေးမွေးကြိမ်ကြိမ်နဲ့ရွရွမွမွလေးကိုမှအရသာတော်တော်ရှိရမလို့ရအောင်စားခဲ့ Dragon Ball တရုတ်ထမင်းကြော်လေးရောပဲမိသားစုလိုက်သွားလို့ခလေးလေးပိုင်းမှာပြီးလို့ကောင်းနေ menu လေးတွေပေါ့နောက်တစ်ခုက menu တစ်ခုဖြစ်တဲ့ Mala spicy snail သူကအထုံခပ်ပပလေးကိုမှမာလာရတာထိထိမိမိနဲ့မာလာခရီးကိုအရင်ကြိုက်တဲ့သူတွေအတွက်တေချာလေးထုတ်ပေးထားသလားတော့အောင်းမိရတယ်အားကြောင့်မှာဖို့အတွက် highly recommend နော်ဆက်ပြေဆို rosy milk လေးနဲ့အရင်လိုက်တယ်ဒီလိုမာလာထန်နေမာလာပပန်နေစားလို့ရှိရင် sauce ကိုမေ့နေရသူတွေရှိရနော်စိတ်ကြိုက်ဆက်လို့ရတဲ့ sauce ကောင်တာလေးလည်းရှိရမှာတဲ့အခါ spicy level ကိုလည်း1 to 4 ချီရွေးလို့ရတယ်ကျော် Dragon Ball မှာအရင်စားနေကြ level တိုင်းမာလာပန်ပန်ကို level 3မာလာချန်ဘုံစုကို level 4နဲ့မှာအဆက်မစားနိုင်ရင် spicy level ကိုရှော့မှာနော်ရှော့ခုစားနေရဲ့ဒီရွှေအောင်လင်မိုင်းနဲ့ Dragon Ball ရဲ့ signature မာလာပန်ပန်မာလာရှန်ကောနဲ့လုံးဝမတူဘူးနော်မာလာရှန်ကောလိုမျိုးကြော်ချက်ထားတာမျိုးမဟုတ်ပဲနဲ့စားလိုက်ရင်ရတာရှူရှက်ပွင့်ထွက်ထိမိနေအောင်တုတ်ထားတာအဲကြောင့်ရှော့ကတော့မာလာပန်ပန်ကိုမာလာရှန်ကောထက်ပိုကြိုက်ရှော့လိုပဲစားဘူးရဲ့သူတိုင်းလည်းကြိုက်သွားကြတာကြည့်တယ်အဲ့ဒါလေးကမတူဘူးဆိုတာအမြဲလေးရှင်းပြရတယ်အရေးထဲမှာဆိုစီချွမ်းမာလာထန်နဲ့ဘုံစွမာလာထန်နှမျိုးမာလို့ရရှော့ကဘုံစွဟင်းရည်လေးတမြင့်မြင့်တောက်ချင်တာမို့လို့ရောက်တိုင်းဘုံစွနဲ့ပဲအမြဲစားတယ်ဒီလိုရပါရှိပြီးစိတ်ထွက်ပြစ်နေတဲ့ဘုံစွဟင်းရည်ရအောင်12နာရီကျော်လောက်ကြာအောင်တေချာတေထားရလို့သိရတယ်ဘုံစွစားမယ်ဆိုဝါဟုခောက်ဆွဲလေးနဲ့စားအရန်လိုက်တယ်ပြစ်နေတဲ့ဘုံစွအရည်တဲ့အီချာကွေးလေးနှစ်ပြီးစားလိုက်ရတာကိုလည်းတော်သဘောကျ Dragon Ball မှာဘုံစွစားရင်လေသူ့ရဲ့ဟင်းရည်ရတာကြောင့်စားနေတာကိုလုံးဝမရက်ချင်တာအမှန်ပဲစကားတော့မပြောနိုင် Sean Jack ကတော့ number 1 ဘုံစွ in town ပဲဘလာမပိုင်း spin wheel လေးလဲလှည့်လို့ရတယ်ဆိုလို့လှည့်လိုက်တာ free bin စုပေါက်တယ်အရှိမအဆက်တွေစားပြီးချိုသေးဖို့စဉ်းစားနေရတဲ့အတော့ပဲ chocolate bin စုလေးဆိုတော့စိတ်ကိုကြည်သွားရှင်ဒီက bin စုကိုကြိုက်တဲ့အချက်ကသူ့ရဲ့ရေခဲမုန်တွေကို chocolate ဆို chocolate မာချဆိုမာချတေချာ taste အပြည့်နဲ့လုပ်ထားတာကိုတွေ့ရတယ်အဲ့တော့တလုတ်စားတိုင်းမှာအရသာထိထိမိမိလဲရတယ်မှာပြီးရင်မကြိုက်လို့ဆိုပြီးနောင်တရမယ့်ကိစ္စမျိုးလည်းမရှိတော့ကဲနောက်ဆုံးအပိတ်အနေနဲ့ decoration ဘိုင်းကိုပြောမယ်ဆိုလို့ရှိရင်ရှေ့မှာပြောသလိုပဲ photo spot တွေအများကြီးရှိပြီး Instagram ဖြစ်တဲ့လင်းလင်းချင်းချင်းတန်တန်ရှင်းရှင်းလေးနဲ့ service လေးလည်းကောင်းလူရမ်းကြရတဲ့ဆိုလို့ရှိရင်တော့မှားထားတာလေးပုံမှန်ထက် a little လေးစိတ်ရှည်ပြီးစောင့်ရတာတော့ရှိတွေ့ခဲ့ဘူးတမ red flag တွေမှာဒီ red flag လေးကိုတော့လေပြန်ကြည့်ယူရတယ်ဆိုင်လန်းညုံမို့လို့လေသူက Junction City level 3မှာရှိတဲ့ Geo နဲ့ရှိတဲ့ရဲ့လမ်းတွေကိုဝင်လာပြီး baby store ဘေးနာကက်ရက်မှာရှိဒါကတော့ Dragon Ball မာလာထန်ဆိုင်3ဆိုင်နဲ့ Facebook page ပါအားလုံးပဲဆင်ပြကြပါစေ